စနိုက်ပါသမားဟာပြစ်မှတ်ကိုအမိအယချိန်ရထားပြီးဖြစ်ပေမဲ့ခလုတ်ဆွဲဖို့တုံ့ဆိုင်းနေခဲ့ပါတယ်ပြစ်မှတ်ကသူ့ရဲ့ကားထဲဝင်တော့မဲ့အချိန်ကြမှာသာစနိုက်ပါသမားဟာလက်ညှိုးကိုခလုတ်ပေါ်ဖြည်းဖြည်းချင်းတင်လိုက်တာပါတောက်စစ်စင်ရေးပြီးသွားတာနဲ့သူဟာမြေပြင်ပေါ်ကျသွားတဲ့ကြီးကွန်ကိုကောက်ယူပြီးစနိုက်ပါစခန်းထဲကနေအမြန်ဆုံးထွက်ခွာသွားခဲ့ပါတယ်ဒါပေမဲ့သူထွက်သွားချိန်မှာထင်းနေတဲ့တဲလွန်စတစ်ခုကိုမတော်တဆချန်ထားခဲ့မိပါတယ် FBI အဖွဲ့ဟာအနီးနားက CCTV မှတ်တမ်းတွေကိုချက်ချင်းစစ်ဆေးခဲ့ပြီးသူရဲ့ပုံကြမ်းကိုရေးဆွဲနိုင်ခဲ့ကြပါတယ်ဒေတာခန်ရဲတပ်ဖွဲ့ကလည်းသူတို့ရဲ့အထူးတပ်ဖွဲ့ကိုဆေးလွတ်ပြီးအမြန်ဆုံးသွားရောက်ဖမ်းဆီးခိုင်းခဲ့ပါတယ်ဒါပေမဲ့ရဲတပ်ဖွဲ့ဝင်အများပြားဟာအခန်းထဲကိုရုတ်တရက်အတင်းဝင်ရောက်သွားချိန်မှာတော့အခန်းကဟောင်းဟောင်းဖြစ်နေရကိုပဲတွေ့လိုက်ရပါတယ်စာပွဲပေါ်မှာတော့စဝစ်ဖွဲ့အတွက်ခြံထားခဲ့တဲ့စာတစ်စောင်ပဲကြန့်ရှိနေခဲ့တာပါအဲ့ဒီချိန်မှာတော့လုံကျန်သူဟာလေစိတ်ကိုရောက်ရှိသွားပြီဖြစ်ပြီးဒူနီရှာကိုတွားမဲ့လေရင်ပေါ်ရောက်နေခဲ့ပါပြီနောက်ပိုင်းမှာသူဟာပင်လယ်လေးကဘီလာအင်ဂျီတစ်ခုမှာအခြားလုံကျန်သူအဖွဲ့ဝင်တွေနဲ့တွားရောက်ပေါင်းစည်းခဲ့ပါတယ်ဒါပေမဲ့ဒါဟာသူတို့ရဲ့နောက်ဆုံးအောင်ပွဲခံပွဲဖြစ်လာမယ်ဆိုတာကိုတော့ဘယ်သူမှမသိခဲ့ကြပါဘူးမကြာမီမှာပဲလုံကျန်ရေးအဖွဲ့ဟာစစ်စင်ရေးတစ်ခုကိုလက်ခံရရှိခဲ့ပါတယ်ဒီတစ်ချိန်မှာတော့သူတို့ရဲ့ပြစ်မှတ်ဟာလက်ပြားရဲ့တဲစာအကြီးမားဆုံးစစ်ကူရင်ခါလစ်ဖြစ်နေခဲ့တာပါသူတို့ရဲ့အထက်ရရှိဟာတည်င်းရင်းမြစ်ပေါင်းစုံကနေတည်င်းချက်လက်တွေစုဆောင်းခဲ့ပြီးခါလစ်ပုံခိုနေတဲ့အတီးကျနေရာကိုအတီးပြုနိုင်ခဲ့ပါတယ်သူဟာတစ်ချိန်ကဂရာဖီနိုင်ငံခြားခေါင်းဆောင်တွေကိုလက်ခံတွေ့ဆုံခဲ့မှုတဲ့ဟိုတယ်တစ်ခုထဲမှာပုံအောင်နေတာပါခက်ခဲတာတစ်ခုကခါလေးရဲ့အခန်းဟာဟိုတယ်ရဲ့အောက်ပေ40အနက်မှာရှိတဲ့ဘုံခိုခြင်းထဲမှာတည်ရှိနေပြီးလက်နက်ကင်စစ်သားအများပြားကလည်းအခိုင်အမာစောင့်ကြပ်ထားတာပဲဖြစ်ပါတယ်ကံကောင်းစွာနဲ့ပဲအဲ့ဒီချိန်မှာခါလစ်ဟာဒေတာခန့်အစိုးရတပ်ဖွဲ့တွေနဲ့ပြင်းထန်စွာတိုက်ခိုက်နေရတာကြောင့်သူရဲ့တပ်ဖွဲ့အများစုကိုရှေ့တန်းကိုဆေးလွတ်ထားခဲ့ရပါတယ်ဒါကြောင့်အမိန့်ထိန်းသိမ်းဖို့အတွက်ကြီးစားစစ်သား20ထက်မကပဲကြံရစ်ခဲ့တာပါဒါဟာလှုပ်ကြံဖို့အတွက်အကောင်းဆုံးသောအခွင့်အရေးဆိုတာထင်ရှားနေခဲ့ပါတယ်အဲ့ဒီနောက်မှာတော့အဖွဲ့ဝင်တွေဟာသူတို့ရဲ့လက်နက်နဲ့ကြီးစံတွေကိုပြင်ဆင်ကြပါတော့တယ်အဖွဲ့ဝင်တယောက်စီအတွက်ဂျူဘီဇက်19တလက်စနိုက်ပါတိုင်းဖဲတလက်နဲ့အပြည့်အစုံစင်စာတက်ထားတဲ့ AK46 တလက်စီကင်ဆောင်ထားကြတာပါအမှန်တော့သူတို့ဟာတကယ်လုံခြုံရေးအဖွဲ့အစည်းမဟုတ်ကြပါဘူးအမေရိကန်အစိုးရကနေတားဆီးမှန်သမျှကိုရှင်းထုတ်ဖို့အတွက်အသုံးပြုတဲ့အထူးအေဂျင့်တပ်ဖွဲ့တစ်ခုပဲဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီချိန်ထိသူတို့ဟာဒီစစ်စင်ရေးကြီးတစ်ခုလုံးဟာအကွက်စင်ပူပေါင်းကြံစည်မှုကြီးတစ်ခုဖြစ်နေမှန်းမသိကြသေးပါဘူးအဲ့ဒီကြံစည်မှုရဲ့နောက်ွယ်ကဂျိုးကင်သူကတော့အခြားသူမဟုတ်ပဲသူတို့ရဲ့တိုက်ရိုက်ထက်ရရှိရစ်ပင်ဖြစ်ပါတော့တယ်မကြာမီမှာပဲသူတို့ဟာဘလက်ဟော့ကတာအားပေးဟယ်လီကော်ပတာကိုစီးနင်းလိုက်ပါပြီးပြစ်မှတ်ရှိရာနေရာစီတိုက်ရိုက်ဦးတည်ထွက်ခွာသွားကြပါတော့တယ်